Okay ကလေးတွေကိုအချိန်ရေးကြည့်တာပြောအောင်မယ် Statement of profit and loss နဲ့ Statement of financial position Statement of profit and loss ကကျတော့အရင်တော့ income statement လို့လည်းခေါ်ဘူးတယ်trading profit and loss လို့လည်းခေါ်ဘူးတယ်သူ့ကိုစမ်းမယ်ဆိုထိတ်ဆုံးမှာ financial ရဲ့နာမည်လေးတက်ပြီး Statement of profit and loss အကောင့်အဲ့မှာဂရုစိုက်ရမှာ for the year end ဖြစ်ပါတယ်သူဒီအများသောအားဖြင့်တစ်နှစ်စာ6လစာအဲ့လိုမျိုးအကုန်လုံးကြီးရဲ့ဒီအတွင်းထဲမှာဘလောက်ကိုရောင်းရတယ်ဘလောက်ကအရင်ဘလောက်ကဝင်ငွေရှိတယ်ဘလောက်ပဲ expand တော့တယ်တစ်နှစ်စာဒါမှမဟုတ်6လစာတွေရဲ့ဥစ္စာတွေအားလုံးကိုချဲလို့အကုန်လုံးကြီးစာကြီးဆွဲတာဖြစ်တယ်နောက်တစ်ခုကတော့ statement of financial position ကကြောတော့သူ့ရဲ့အပေါ်မှာ financial statement တက်ပြီး as at ဒါနဲ့ရက်နေ့အတွက်ဆိုပြီးဆွဲတာဖြစ်တယ်ကျတော့တစ်နှစ်လုံးစာကြီးဆွဲတာမဟုတ်တော့ဘူးအဲ့ဒါကိုယူဆရမယ်သူကအဲ့ဒီနှစ်ကုန်နဲ့ရက်ဆွဲလေးတရက်ထဲစာလေးတစ်ချိန်ထဲစာလေးချဲလို့ဆွဲတာဖြစ်ပါတယ်နော်သူကကျတော့ non-current assets တွေရှိနေ current assets တွေရှိနေဒါ assets တိုင်း equal to capital ပိုင်း plus liability ပိုင်းဆိုပြီးတော့ဆွဲတာဖြစ်တယ်အဲ့ဒါကိုယူဆိုင်ပေးပါ profit and loss က for the year under financial position at တရက်ထဲစာတစ်ချိန်ထဲစာဆွဲတာဖြစ်ပါတယ်ကိုယူဆိုင်ပေးပါ thank you